ဆိုင်တစ်ဖြစ်သွားတာပထမဆိုင်မို့ဆိုင်မဲ့ပထမဆိုင်မဲ့စားကောင်းတာလေ ဟုတ်ကဲ့ စစချင်းဆိုင်နဲ့ကောင်းအဲ့ဒီမနေ့ကမနေ့အဲ့ဒီလွတ်လာအောင်ဒီဘက်ကိုလားလို့ရှိကြလား။ဟိုတမကဝယ်ပါတယ်။ဟုတ်ပါဘူး။ ဘယ်မှာယူပါဘယ်မှာမယူလား မနာယူပါ။မနေ့မှယူမ ဘယ်မှာယူနေခင်းမှာတောက်လို့ကော ။ဒီမှာဟိုလိုဒီရဲ့ဒီလိုကျတော့ပုံစံတက်ကြည့်တာ။အဲ့ရတာတော့ပုံစံလို့ဘယ်လိုနေရ။ဟာလားဒီလိုလေးပြီးတော့ဒီလေးတိုင်းကြောက်လာ။ဒီဒါနဲ့မနေ့ကသူ့တဲ့ကန်တယ်။တောင်းတယ်နော်။နောက်တော့မနေ့ကကြောက်လို့ဒီလိုပြော။အခုက